ဒီ laptop လေးကတော့ဒီနေ့9ခွဲ9နာရီအတန်းလေးလာအပ်တဲ့သင်တန်းတူရဲ့ဆက်လေးပါရှင်သင်တန်းတူသင်တန်းသားတွေသင်တန်းလေးလာတက်ပြီဆိုရင်ကွန်ပျူတာရှိလားမေးပါတယ်ကွန်ပျူတာရှိတယ်ဆိုရင်ကွန်ပျူတာလေးကိုလိုအပ်တဲ့ software အိမ်မှာလေ့ကျင့်ဖို့အိမ်မှာသုံးဖို့သင်တန်းမှာအတိုင်းသုံးဖို့အကုန်လုံးအဆင်ပြေလားဆိုတာဆက်လေးတွေကိုအားလုံးစစ်ပေးပါတယ်လိုအပ်တာရှိတယ်ဆိုရင်လည်းအားလုံးထပ်ပေးတယ် office software တွေပြေဆုံးမပြေဆုံးစစ်ပြီးတယ်စစ်ပြီးတော့ activate ဖြစ်မဖြစ်လဲစစ်ပြီးတယ်ကဲရွေးလိုအပ်နေခဲ့တဲ့ဆိုရင်လည်းအဟောင်းကိုဖြုတ်ပြီးအသစ်ထပ်ပြီးတယ် window တွေလည်းအဆင်ပြေမပြေစစ်ပြီးတယ် window အဆင်မပြေဘူးဆိုရင်လည်း window အသစ်လေးတွေတင်ဖို့ပြောပေးတယ်ပေါ့နော် window အသစ်လေးတွေလည်းတင်ပေးလို့ရတယ်ဆက်အရင်ကသုံးထားတဲ့ data တွေကိုလည်းအားလုံးရှင်းသွားအောင်တန့်ရှင်းရေးတွေလုပ်ပေးတယ်ဆက်ရက်လိုအပ်ချက်တွေကိုလည်းအားလုံးကြည့်ပေးတယ်ဆိုတော့တင်နန်းလာတက်ပြီဆိုရင်ကိုပိုင်ဆက်ရှိတယ်ဆိုရင်လည်းအားလုံးလုပ်ပေးတယ်တင်နန်းလာတက်တဲ့ချိန်မှာကိုပိုင်ဆက်မရှိသေးဘူးနောက်မှဆက်ဝယ်တဲ့ဆိုရင်လည်းဆက်ဝယ်တဲ့ချိန်ကကြာရင်ဆမနဲ့နေတဲ့ဆိုရင်အားလုံးဆမစီမှာလာပြီးလိုအပ်တဲ့ဟာတွေအားလုံးကိုလုပ်ခိုင်းလို့ရတယ်အဝေးရောက်နေခဲ့တဲ့ဆိုရင်လည်းလမ်းမေးပြီးတော့အဝေးကနေ any test တွေနဲ့ဝင်ပြီးတော့လုပ်ပေးလို့ရပါတယ်ရှင်